အားလုံးပဲမင်္ဂလာပါဗျာ Bridge the Gap ပေါင်းကူရာ channel မှာကြိုဆိုလိုက်ပါတယ်ဗျပူရင်းလာတဲ့နေရာတည်းရဲ့အပူဒဏ်ကိုအန်တူရင်ကိုအင်ရှိကွက်လက်ကလေးမှာတနင်္လာတစ်ပိုင်းစီးပွားရေးအဖြစ်ရေခဲချစ်ရေခဲတုံလို့ရောင်းမဲ့မိတ်ဆွေများအတွက်လက်လက်ရေခဲချစ်ဆက်အကြောင်းလေးမျှဝေပေးတော့မယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ပြည်တွင်းမှာတော့ရေခဲချစ်ဆက်တွေနဲ့ပတ်သက်ရင်လျှက်စင်နဲ့တုံးရတဲ့ဆက်လက်နဲ့ချစ်ပြီးတုံးရတဲ့ဆက်ဆိုပြီးတွေ့ရများပါတယ်ဒီနေ့မှာတော့ကျွန်တော်ကလက်နဲ့ချစ်ပြီးတုံးရတဲ့ရေခဲချစ်ဆက်အကြောင်းလေးမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်အသုံးပြုသွားမယ့်ရေခဲချစ်ဆက်က C88 ဒီဇိုင်းနဲ့လက်လက်ရေခဲချစ်ဆက်လေးပါဒီဆက်လေးကပြည်တွင်းမှာအလွယ်တကူဝယ်လို့ရနိုင်တဲ့အပြင်အရေးအသွေးကောင်းပြီး error နည်းတဲ့ဆက်လေးဖြစ်တော့မို့ဒီနေ့ရဲ့ဇာတ်ကောင်အဖြစ်ကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ်ဆက်ရဲ့ဖွဲ့စည်းတိဆောက်ပုံလေးကိုအရင်ပြောပြပေးတော့ပါမယ်ဆက်ရဲ့အမြင့်ကဝေရိုးကိုအပေါ်ထိတ်ဆုံးဆွဲတင်ထားတဲ့အထိနေကုန်တိုင်းရရင်တော့2ပေခွဲလောက်ရှိပါမယ်အလျားအနံက1ပေပတ်လည်လောက်ရှိပါတယ်ရေခဲတုံးတင်ရမယ့်အပြားက6လက်မရေခဲတုံးချစ်မဲ့ဓားသွားလေးက4လက်မအရှိရှိပါတယ်အဓိကမင်းဝင်ရိုးတစ်ချောင်းလက်လက်ဝေပိန်နဲ့ရှက်တန်မင်းဝင်ရိုးကိုအတင်ချလုံးမဲ့နတ်နဲ့တိုးနတ်တစ်ချောင်းအပြင်အဓိကမင်းဝင်ရိုးအောင်မှာရေခဲတုံးကိုထိမ့်ကုတ်ထားမယ်စူးသွားတွေပါဝင်တဲ့အပြားဝိုင်းတစ်ခုရှိပါမယ်ရေခဲကြီးဆက်ရဲ့အလုံးလုံးပုံပြပြပေးရရင်လက်လက်ဝိပိန်လေးကိုနိုင်လက်တန်အတိုင်းလှည့်ပေးတာနဲ့အဓိကမင်းဝင်ရိုးကအပေါ်ကနေတရစ်ချင်းလဲပြီးအောက်ကိုတဖြည်းဖြည်းချင်းကျလာတဲ့အလုပ်ကိုလုပ်ပါတယ်မင်းဝင်ရိုးအောက်မှာကုတ်ထားတဲ့ရေခဲတုံးကအပေါ်ကနေတရစ်ချင်းလဲပြီးဖိကျလာမယ့်ဝင်ရိုးရဲ့အရှိန်နဲ့လိုက်လဲပါတယ်အောက်ခံအပြားရဲ့ဓားသွားအပေါ်မှာအရှိန်နဲ့ဖိပြီးလဲနေတဲ့ရေခဲတုံးကတစ်ချက်ပုတ်ဆွဲလေတိုင်းရေခဲသားတွေကိုပပလေးလိဖြတ်ပြီးလှပတဲ့ရေခဲဝင်ရေခဲသားတွေရရှိတာပဲဖြစ်ပါတယ်။မဲဝင်ရိုးကိုအတင်ချလုပ်တဲ့နတ်ကတော့ရေခဲတုံးရဲ့အရွယ်စားပေါ်လိုက်ပြီးအပေါ်အောက်အတင်ချလုပ်တဲ့အချိန်ဈေးဝယ်လာတဲ့အချိန်ပေါ်မူတည်ပြီးရေခဲတုံးတင်လိုက်ချလိုက်လှုပ်ချင်တဲ့အချိန်တွေမှာပိုအသုံးတည့်တာတွေ့ရပါလိမ့်မယ်။ဒိုးနတ်ကတော့မင်းဝင်ရိုးကိုခြောင်ပြီးအောက်ကိုလွတ်ကျမသွားအောင်အလိုလိုအတိုးချော့ထိန်းညှိပေးတဲ့နတ်ပဲဖြစ်ပါတယ်။ဒီလက်လက်ရေခဲချစ်ဆက်တွေရဲ့ဖွဲ့စည်းတိဆောက်ပုံနဲ့အလုံးလုံးပုံတွေကအရန်ကိုလွယ်ကူရွေးရှင်ပါတယ်။ဒီအခြေခံအချက်လေးတွေသာသိထားရင်လက်လက်ရေခဲချစ်ဆက်တစ်လုံးကိုပိုင်နိုင်အသုံးပြုတတ်ပြီပဲဖြစ်ပါတယ်ဗျ။ပြည်ရင်းစည်းကွက်မှာတော့လက်လက်ရေခဲချစ်ဆက်တွေအမျိုးအစားအများကြီးဝယ်ယူလို့ရနိုင်ပါတယ်။ဒီလိုဆက်တွေအများကြီးတွေကနေမှအရေးသွေးကောင်းတဲ့ဆက်ကိုတေချာရွေးချယ်ဝယ်ယူစီခြင်းပါတယ်ဗျဆက်တွေရဲ့ပင်နီယံအရေးသွေးဝင်ရိုးတွေရှက်တွေရဲ့အရေးသွေးတွေကိုတေချာစစ်ဆေးမေးမြန်းပြီးမှဝယ်ယူပါတကယ်လက်တွေ့အသုံးပြုတဲ့အချိန်မှာရေခဲသားကျစ်တဲ့အခါမျိုးတွေတိုးနက်ကိုအရန်ကြက်ထားမိတဲ့အချိန်အားနဲ့ဖိလဲလိုက်တဲ့အခါမှာပင်နီယံသွားတွေပဲထွက်တာဝင်ရိုးတွေချောင်းကုန်လို့သုံးလို့မရတာမျိုးတွေထိဖြစ်တတ်ပါတယ်ဒီလိုလက်လက်ရေခဲချစ်ဆက်တွေဝယ်ယူတဲ့အခါဈေးနှုန်းတက်တာကိုမရွေးပဲအရေးသွေးကောင်းတာကိုသာတခါရွေးချယ်ဝယ်ယူစေချင်ပါတယ်။လုပ်ငန်းတကယ်လုပ်တဲ့အချိန်မှာအရေးသွေးမကောင်းလို့ပြန်လည်ပြုပြင်ရတဲ့ဈေးနဲ့အသစ်တစ်လုံးပြန်ဝယ်ရတဲ့ဈေးတွေကမိတ်ဆွေတို့အိတ်ထဲကနေဓာတ်ပဲခုံထွက်သွားနိုင်တာကိုသတိပြုစေချင်ပါတယ်။ရေခဲတုံးကိုလက်လက်ရေခဲချစ်ဆက်အသုံးပြုပြီးချစ်ပြပေးပါဦးမယ်ဗျ။ရေခဲတုံးကတော့ရေခဲဆက်ကထွက်တဲ့ပေါင်တုံးတွေကိုအသုံးပြုထားပါတယ်။ဒီလိုမျက်နှာပြင်ဖြစ်နေရင်တော့ပိုကောင်းပါတယ်။ရေခဲတုံးကိုရေခဲချစ်ဆက်ပေါ်တင်ပြီးတာနဲ့စူထင်းကုန်းနဲ့တေချာမြင်းမြန်းနေအောင်ကုတ်မယ်။ပြီးတာနဲ့တိုးနန်းနဲ့တေချာလေးထိမ့်ပြီးချက်ပေးလိုက်ပါမယ်။ရေခဲတုံးကစူထင်းကုန်းမှာတေချာမြင်းမြန်းနေတာကိုစစ်ပြီးပြီးဆိုတာနဲ့လက်လင်းလှည့်ပြီးတော့မဆာပြီးသုံးရုံပါပဲ။ဒါကတော့အရန်ကိုလွယ်ကူရိုးရှင်းတဲ့လက်လက်ရေခဲချစ်ဆက်အသုံးပြုပုံနဲ့ဖွဲ့စည်းတိဆောက်ပုံတွေအကြောင်းကိုမိတ်ဆွေတို့နားလည်ရလွယ်ကူစေမယ့်ပုံစံနဲ့စီစဉ်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ဗျမိတ်ဆွေတို့လက်လက်ရေခဲချစ်ဆက်တွေဝယ်ယူတဲ့နေရာမှာအသုံးပြုတဲ့နေရာတွေမှာအထောက်အကူဖြစ်စီမဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်မယ်လို့မျှော်လင့်မိပါတယ်ဗျ
မိတ်ဆွေတို့ဆက်ပြီးရွေးဝေယူရမှာ1000တနေရာကနေအကျိုးဖြစ်စေမဲ့ဗဟုသုတလေးတွေကိုအပတ်စဉ်စီစဉ်တင်ဆက်ပေးသွားမှာမို့စိတ်ဝင်စားရဆိုရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ဗျာအခုလိုဗီဒီယိုဆောင်ကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ